လိုချင်တာကကျွန်တော်အဲ့ဒီဘုရားသခင်ကပေးထားတဲ့ကျေးဇူးတွေနဲ့ကျွန်တော်နေထိုင်နေဆိုလို့ရှိရင်အဲ့ဒီဟာတွေကတဖြည်းဖြည်းနဲ့အတီးပွင့်တွေဝေစားလာမှာဖြစ်တယ်အတီးပွင့်တွေနဲ့တီးလာမှာဖြစ်တယ်အဲ့ဒီအရာတွေအားဖြင့်ကျွန်တော်ရဲ့ဘဝဟာပုံပြီးမှအတိတ်ပဲရှိလာတယ်တောင်ထိုးရှိလာတယ်ပုံပြီးမှကျွန်တော်ဘဝရဲ့နေရာကျုံနှက်လာတယ်ဆိုတဲ့ဂျမ်းပိုက်ဖြစ်တယ်အဲ့ဒါကြောင့်ကိုယ့်ကိုယ်ကိုသိခြင်းအဖြစ်ကိုယ့်ကိုယ်ကိုမြင်လာခြင်းအဖြစ်ကိုယ့်ကိုယ်ကိုဘာတွေလိုအပ်တယ်လဲဘာတွေပြင်ဆင်တယ်လဲဆိုတာကိုမြင်လာခြင်းအဖြစ်ကျွန်တော်ဘဝအတီးပွင့်နေတဲ့ဝေစာနေမှာဖြစ်တယ်ကျွန်တော်မနေ့ကပြောသလိုပဲကျွန်တော်ဘဝမှာခါးပြီးချက်တွေရှိတယ်နာကြီးချက်တွေရှိတယ်မကျေနပ်ချက်တွေရှိတယ်ကြရစားချင်တဲ့စိတ်တွေရှိတယ်ဒီအရာတွေအားလုံးပါတဖြည်းဖြည်းနဲ့ကြီးထွားတယ်ဆိုလို့ရှိရင်ကျွန်တော်ဘဝတဖြည်းဖြည်းနဲ့တည်သွားတာပဲဖြစ်တယ်ဒီအရာတွေအားလုံးပါတဖြည်းဖြည်းနဲ့ကျွန်တော်ပါမကူတာနိုင်ဘူးဆိုလို့ရှိရင်ကျွန်တော်ဘဝတဖြည်းဖြည်းနဲ့အတိတ်ပဲမဲ့လာတယ်အတိတ်ဘုတွေဝေစားတဲ့ဘဝကိုကျွန်တော်ရရှိမှာမဟုတ်ဘူးအဲ့ဒါကြောင့်ငါ့ကိုဝန်ခံတဲ့လူဆိုတာငါနဲ့နေတဲ့ခုနပြောတဲ့ကျွန်တော်တို့ချင်းစီမှာရှိတဲ့ဘုရားသခင်ကပေးထားတဲ့ကျေးဇူးတွေတဖြည်းဖြည်းနဲ့တိုးပွားပြီးမှအပြီးပွင့်နေတဲ့ဝေစားတဲ့ဟာတွေကငါ့ကိုဝန်ခံတယ်ဆိုတဲ့အတိတ်ပဲဒီပဲဖြစ်တယ်အဲ့ဒါပါပဲဒီပုဒ်တွေရရှိမှာဖြစ်ဒုတိယချက်ကတော့ကျွန်တော်စာအုပ်လေးတော့ဖတ်တယ်ဘုရားဆုံးပိုင်းပါတယ်ဒီစာအုပ်မှာပြောထားတဲ့လေဆိုရှင် you are not special you are not special ဒီဟာ special ကိုဘူးဆိုတဲ့ကျွန်တော်ဘာလို့ဒေါသထွက်တယ်ဘာဖြစ်လို့လဲဆိုရှင်ကိုကို special လို့ကျွန်တော်ခံစားမိလို့ဖြစ်ဘာဖြစ်လို့လဲစားချင်တယ်ကိုကို special လို့ကျွန်တော်ခံစားနေကြလို့ဖြစ်တယ်ဘုန်းကြီးတွေဘာဖြစ်လို့အများအားဒီအာနာပြချင်သူတို့ကလည်းသူတို့ special လို့ခံစားကြလို့ပဲအဲ့ဒီစာအုပ်က you are not special ဆိုလိုချင်တာကဘုရားသခင်ကပေးထားတဲ့တိမ်ကိုမှတွေးကောက်ထားတဲ့ဒီဟာ special ဖြစ်တယ်ဆိုတဲ့အရာကိုသူကပြောပြချင်တာကျွန်တော်တို့ကအဲ့ဒီကိုယ့်အကို special ဖြစ်တယ်ဆိုတာကိုခံစားပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကလူတွေစီကနေကျွန်တော်ယုံတည်မှုကျွန်တော်တို့ကလိုချင်ကြတယ်တောင်းဆိုကြတယ်အဲ့ဒီဟာမရတဲ့အခါမှာကျွန်တော်တို့ကဒေါသထွက်ကြတယ်ဖြစ်တယ်ဒါသမီးတွေထဲမှာလည်းဒီလိုပဲတချို့အကြီးဆုံးတွေဆိုလို့ရှိရင်သူတို့ကအမြဲတမ်းမိဘတွေရဲ့ attention ကိုရရမယ်မိဘတွေကသူတို့ကိုပို့ချရမယ်အရာအားလုံးကိုသူတို့ပဲရရမယ်ဆိုတဲ့သူတို့က special ဆိုတဲ့ခံစားချက်တွေရှိတဲ့အခါမှာအဲ့ဒါတွေမရတဲ့အခါမှာသူတို့ကစိတ်သက်ကြတယ်အဲ့ဒါတွေမရတဲ့အခါမှာသူတို့ကပြန်ပြီးမှပုံကံကြတယ်ပြန်ပြီးမှဆိုးတဲ့နည်းနဲ့သူတို့ကရအောင်ယူကြတယ်အဲ့တော့ကျွန်တော်ကလည်း you are not special ကျွန်တော်လူတွေကကိုယ့်ကိုဒေါသထွက်လို့ဟောလို့လည်းပါဖြစ်တယ်ပြောလေရပါတယ်လူတွေကကျွန်တော်ကိုမယုံနေလို့လည်းပါဖြစ်တယ်ဒါကျွန်တော်မျက်နှာမရှိဘူး you are not special ကျွန်တော်က special လို့ခံစားမိတဲ့အခါမှာကျွန်တော်အားလုံးကိုရတဲ့ရထိုက်တယ်ဒါဟာငါနဲ့ထိုက်တယ်ခံစားချက်ကိုဝင်လာပြီးဆိုငါဟာ special ဖြစ်တယ်ဆိုတာကိုလူတွေကငါ့ကိုတခြားလူတွေနဲ့တူအောင်ဆက်ဆံရမယ်ဆိုတဲ့အရာတွေကိုကျွန်တော်ခံစားမိပြီးဆိုလို့ရှိရင်ကျွန်တော်ကစိတ်သက်ကြမှုတွေဒေါသတွေဖြစ်လာတာဖြစ်တယ်အဲ့ဒါကြောင့်ဒီစောင့်ထဲမှာအဲ့ဒါကိုရေးသားချက်တယ်အဲ့တော့အဲ့ဒါတွေကဖြစ်လို့ဖြစ်တာတည်းဆိုလို့ရှိရင်အခုနကျွန်တော်ရဲ့ဒီပြောထားတဲ့ကျွန်တော်ရဲ့အတွေးမှာရှိတဲ့သခင်ဖြစ်တော့ကျွန်တော်ကတဖြည်းဖြည်းနဲ့ကြီးထွားအောင်လုပ်လို့ဖြစ်တယ်ကျွန်တော်အတွေးမှာရှိတဲ့ကိုယ့်ရဲ့အတ္တစိတ်ကိုယ့်ရဲ့